American လေတရဲရဲ့နှလုံးခုန်တန်းကနေရှာဖွေကယ်ဆယ်ခဲ့ရဆိုတဲ့ CIA ရဲ့ Ghost Murmur နည်းပညာပြီးခဲ့တဲ့အပတ်တောက်ကြနေတဲ့အချိန်မှာ American ရော Iran ပါ Iran နယ်မြေထဲမှာပျောက်ဆုံးနေတဲ့လေတရဲကိုအသေးအတန်ရှာဖွေနေခြင်းဖြစ်ပါတယ်။ American CIA ရဲ့အဆိုအရ Iran နိုင်ငံရဲ့တောင်တန်းတွေပေါ်မှာပြစ်ချခံခဲ့ရတဲ့ American လေတရဲကိုရှာဖွေကယ်တင်မှုအတွက် CIA ဟာ Ghost Murmur လို့အမည်ရတဲ့ထိတ်တန်းလို့ဝက်နည်းပညာအသစ်တစ်ခုကိုအသုံးပြုခဲ့ရတယ်လို့ဆိုပါတယ်။ဒါဟာခေတ်သစ်စစ်ပွဲတွေမှာရန်သူနယ်မြေအတွင်းပိတ်မိနေတဲ့သူကိုရှာဖွေကယ်တင်တဲ့နေရာမှာအလဲအပြောင်းတစ်ခုဖြစ်လာနိုင်တာဖြစ်ပါတယ်။သမ္မတဒေါ်နယ်ထရန့်ကအင်မတန်လေးစားဖွယ်ကောင်းတဲ့ဗိုလ်ကြီးလို့ညွှန်ပြီး Do-44 Bravo လို့အမည်ပေးထားတဲ့အဲ့ဒီလေတရဲဟာပြီးခဲ့တဲ့တောက်ကြနေ့က Isfahan မြို့အနောက်တောင်ဘက်မှာ F-15E Strike Eagle လေယာဉ်ပစ်ချခံရတဲ့အတွင်းပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။လေတရဲတအုပ်ကိုချက်ချင်းကန်တင်နိုင်ခဲ့ပေမဲ့ဒုတိယအရာရှိကတော့ဒဏ်ရာတွေနဲ့အတူရန်သူနယ်မြေထဲမှာ36နာရီကြာအောင်ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။အီရန်နိုင်ငံဟာတောင်ကုန်းတောင်တန်းတွေအင်မတန်ပေါ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။လေတရဲဟာတောင်ကြားတစ်ခုတွေမှာပုံအောင်နေရင်အရေးပေါ်အချက်ပြစနစ်ကိုဖွင့်ခဲ့ပေမဲ့အီရန်တောင်တန်းတွေရဲ့မြေမျက်နှာသွင်းတင်ကြောင့်အချက်ပြမှုဟာတိကျမှုမရှိဘဲအားနည်းနေခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီအချိန်မှာအရင်ကလက်တွေ့စစ်စင်ရေးတွေမှာတစ်ခါမှမသုံးဘူးသေးတဲ့ Ghost Murmur စနစ်ကိုထုတ်သုံးခဲ့တာဖြစ်ပါတယ်။ဒီစနစ်ဟာ Radio line GPS ဒါမှမဟုတ်အပူလိုင်းတွေကိုအသုံးမပြုဘဲလူကထုတ်လွှတ်တဲ့လျှက်စစ်တန်လိုင်းကိုရှာဖွေတာဖြစ်ပါတယ်။ Quantum ယူပပေတာကိုအခြေခံထားတဲ့ဒီနည်းပညာဟာလူနှလုံးသားကထွက်ပေါ်လာတဲ့ emittent သိငယ်တဲ့တန်လိုက်စကွင်းကိုတိကျစွာတိုင်းတာနိုင်တာဖြစ်ပါတယ်။ Ghost Murmur ကနှလုံးခုန်တန်းကိုဘယ်လိုကြားနိုင်တယ်လဲ။ဒီစနစ်မှာလူလောက်စိတ်တွေနဲ့ပြုလုပ်ထားတဲ့ emittent အာရုံခံနိုင်စွမ်းမြင့်မားတဲ့ quantum အာရုံခံကရိယာတွေကိုအသုံးပြုထားတာလို့ဆိုပါတယ်။ drone ဒါမှမဟုတ် helicopter တွေပေါ်မှာတက်ဆင်ထားတဲ့ဒီအာရုံခံကရိယာတွေဟာမြေပြင်ပေါ်ကတန်လိုက်စကွင်းအပြောင်းလဲတွေကိုအမြဲမပြတ်စကန်ဖတ်နိုင်ပါတယ်။ကဘာမြေကြီးကြောက်ဆောင်တွေနဲ့လျှက်စစ်ပစ္စည်းတွေစီကထွက်လာတဲ့တန်လိုက်လိုင်းတွေကြားတွေကနေလူနှလုံးခုန်တန်းကထွက်တဲ့လိုအပ်တဲ့စီးကျကြတဲ့ line ကိုပဲတီးတန့်ခွဲထုတ်နိုင်မှုအတွက် Artificial Intelligence AI ကိုအသုံးပြုထားတာပဲဖြစ်ပါတယ်။ဒါဟာပရိသတ်အပြည့်ရှိတဲ့အားကစားပွဲကြီးတွေကလူတစ်ယောက်ရဲ့အတန်ကိုတီးတန့်ရှာဖွေတာနဲ့တူပါတယ်။နည်းနည်းပို့ပြီးထပ်ရှင်းပြပါမယ်။ Quantum တန်လိုက်တိုင်းတာခြင်းဆိုတာပါလေ။လူခန္ဓာကိုယ်အတွင်းကနှလုံးကြွက်သားတွေဟာအားစိုက်သွေးညစ်ထုတ်တဲ့အခါတိုင်း emittent သိငယ်တဲ့လျှက်စီးကြောင်းတစ်ခုထွက်ပေါ်လာပါတယ်။အဲ့ဒီလျှက်စီးကြောင်းကတဆင့်တန်လိုက်စကွင်းတစ်ခုထွက်ပေါ်လာပါတယ်။ဒါပေမဲ့ကပတ်တန်လိုက်စကွင်းထက်ဆိုင်ရင်အစာပေါင်းမရှင်နိုင်လောက်အောင်အလွန်အားနေပါတယ်။ Ghost Murmur နည်းပညာကအဲ့လို emittent အားနေတဲ့ line တွေကိုဖန်ယူဖို့အတွက်စိန်ကိုအခြေခံထားတဲ့ quantum အာရုံခံကရိယာတွေကိုအသုံးပြုပါတယ်။ဒီနည်းပညာရဲ့ထူးခြားချက်တွေကတော့Nitrogen vacancy and recenters ဓာတ်ခွဲခန်းအတွင်းမှာပြုတ်လုထားတဲ့စိန်တွေအတွင်းမှာရှိတဲ့ atom အဆင့်ချိုရင်းချက်လေးများကိုအသုံးပြုပြီးတန်လိုက်စကွင်းအပြောင်းလဲကိုတိုင်းတာခြင်းဖြစ်ပါတယ်။ရန်သူကခြေရခံနိုင်မဲ့ဘလို့အချက်ပြလိုင်းကိုမှထုတ်လွှင့်ရမလို့ပဲအနီးနားမှာရှိတဲ့တရှိတွေရဲ့သဘာဝအတိုင်းထွက်ပေါ်နေတဲ့ line ကိုသာ passive direction အနေနဲ့ဖန်ယူခြင်းဖြစ်ပါတယ်။အာကာသတွေကနေလာတဲ့ line တွေမြေပြင်မှာရှိတဲ့ကြောက်ဆောင်တွေတစ်စစ်တပ်အားလိုင်းတွေနဲ့ helicopter ကိုယ်ထဲမှာထွက်တဲ့တန်လိုက်လိုင်းတွေဟာ Ghost Murmur အာရုံခံစနစ်အတွက်အနောက်ရှက်ပေးနေတဲ့စူညံတန်တွေဖြစ်ပါတယ်။ဒါကြောင့်ဒီနေရာမှာ AI ကိုသုံးရတာဖြစ်ပါတယ်။ Cardiac pattern recognition လို့ခေါ်တဲ့လူနှလုံးခုန်တန်းရဲ့ထူးခြားတဲ့စီးချက်ကိုသာတီးတန့်ခွဲထုတ်ဖို့ဇက်တိုက်လေ့ကျင့်ပေးထားတာဖြစ်ပါတယ်။စက္ကန့်ပိုင်းအတွင်းတန်းနဲ့ချီတဲ့ data မျိုးစုံကိုစစ်ထုတ်ကအခြားသောသတ်မှတ်ပစ္စည်းတွေကထွက်တဲ့ line တွေကိုပယ်ဖျက်လိုက်ပါတယ်။ဒီနည်းပညာမှာကန့်သက်ချက်နဲ့အခက်အခဲရှိသလားဆိုရင်ရှိပါတယ်။ Ghost Murmur ဟာအံ့ဩစရာကောင်းပေမဲ့နေရာတိုင်းမှာအလုံးမလုံးနိုင်သေးပါဘူး။မြို့ပြပတ်ဝန်းကျင်လူဦးရေထူထပ်တဲ့မြို့ကြီးတွေမှာလူတန်းပေါင်းများစွာရဲ့နှလုံးခုန်တန်းတွေဟာရောရှက်နေခြင်းနဲ့လျှက်စစ်ပစ္စည်းတွေများပြားခြင်းကြောင့်တဦးတစ်ယောက်တည်းကိုတီးတန့်ခွဲထုတ်ရန်အလွန်ခက်ခဲပါတယ်။ဒါပေမဲ့ငလင်ကြောင့်အပြက်စီးပုံတွေအောက်မှာပိတ်မိနေသူတွေကိုရှာဖွေရမှာလဲအသုံးဝင်ကောင်းဝင်လာနိုင်မှာဖြစ်ပါတယ်။တွက်ချက်မှုအင်အားအနေနဲ့ပြောရရင်အဲ့ဒီလောက်အားနေတဲ့ line တွေကိုရှာဖွေဖို့အတွက်အလုံးမြင်မာတဲ့ကွန်ပျူတာတွက်ချက်မှုစွမ်းအားလိုအပ်တာဖြစ်တဲ့အတွက်လက်ရှိမှာအထူးမစ်ရှင်များမှာသာအသုံးပြုနိုင်သေးတာဖြစ်ပါတယ်။အခုကယ်ဆယ်ရေးမစ်ရှင်မှာပျောက်ဆုံးလေတရဲရဲ့နှလုံးခုန်တန်းကိုတိကျစွာတည်နေရဖော်ထုတ်နိုင်ပြီးနောက်မှာတော့ American အထူးစစ်စင်ရေးတပ်ဖွဲ့တွေဟာမှောင်မဲနေတဲ့ညအချိန်မှာပဲကယ်ဆယ်ရေးစစ်စင်ရေးကိုစခဲ့တာဖြစ်ပါတယ်။
နိုင်ပိုင်းအတွင်းမှာပဲဒဏ်ရာရထားတဲ့လေတရေကိုသူပုံးနေတဲ့နေရာမှာရှာတွေ့ခဲ့ပြီး American ရဲ့အကြီးဆုံးစစ်ဆေးရုံဖြစ်တဲ့ Germany နိုင်ငံက Landstuhl Regional Medical Center စီကိုပို့ဆောင်ကူတာပေးနိုင်ခဲ့တာဖြစ်ပါတယ်။ Ghost Murmur ဟာနာမည်ကျော် Lockheed Martin Company ရဲ့ Scunworth ဌာနကနေလျှို့ဝှက်ထုတ်လုပ်ထားတာလို့ယူဆရပါတယ်။ဒီနည်းပညာရဲ့ထူးခြားချက်ကတော့ရှာဖွေခံရသူဘက်ကဘာအချက်ပြတ်စနစ်မှဖွင့်ထားဖို့မလိုပဲလူသားတယောက်အသက်ရှင်နေတဲ့ရထပ်ပေါ်နေမဲ့ဇီဝလိုင်းတွေကိုရှာဖွေနိုင်တာပဲဖြစ်ပါတယ်။အီရန်တိုက်ကန်နာရရဲ့တိတ်ဆိတ်ချောက်သွေးတဲ့ညနေပိုင်းမှာရေဒီယိုလိုင်းတွေနဲ့မျက်မြင်ကင်းတောက်ရှာဖွေမှုတွေကအကူအညီမပေးနိုင်တော့တဲ့အဆုံးမှာအားနည်းပြီးမဲ့ပုံမှန်ခုန်နေတဲ့လေတရေရဲ့နှလုံးခုန်တန်ကပဲသူ့ကိုအိမ်ပြန်ရောက်အောင်လမ်းပြပေးနိုင်ခဲ့တာလို့ပြောရမှာဖြစ်ပါတယ်။ဒါကတော့ဆီယာရစ်ချက်မျိုးတန်ရေးသားထားခဲ့တဲ့သတင်းအကြောင်းအရာလေးတွေကိုမြတ်တွေကပြန်လဲ share လုပ်ပေးထားတာပဲဖြစ်ပါတယ်ရှင်။မြတ်တွေပြောပြပေးခဲ့တဲ့သတင်းအကြောင်းအရာလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင် like and subscribe လေးလုပ်ပြီးတော့ပါအောင်နော်။နောက်မှပြန်တွေ့ပါမယ်ကျေးဇူးများကြီးတင်ပါတယ်ရှင်။